လုပ်ငန်းစတင်သူများအတွက်ဈေးနှုန်းသတ်မှတ်တာဟာအရေးကြီးဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။မိမိတို့ကုန်ပစ္စည်းကိုဘလို့ဈေးသတ်မှတ်ရမှန်းမသိသူတွေလုပ်ငန်းရဲ့စီးပွားရေးတွက်ချေမကိုက်သူတွေဒါမှမဟုတ်ဈေးကွက်သေးမှစိုးရိမ်နေသူတွေအတွက်ဒီအကြောင်းအရာကအလွန်အရေးပါပါတယ်။ဈေးနှုန်းသတ်မှတ်ရမှာလူအများစုမှားလိရှိတဲ့အမှားတွေရှိသလိုမှန်ကန်တဲ့ချင်းကပ်ပုံတစ်ခုကတင့်လုပ်ငန်းကိုဘလို့အကြီးအကျယ်ပြောင်းလဲစေနိုင်လဲဆိုတာဆက်ပြောပြပါမယ်။လုပ်ငန်းတစ်ခုကြီးထွားဖို့အတွက်ကျွမ်းကျင်သူတွေကနီလန်း၃ခုရှိတယ်လို့ဆိုကြပါတယ်။ပထမတစ်ခုကဝယ်ယူသူအထစ်တလီရအောင်လုပ်တာဖြစ်ပြီးဒုတိယတစ်ခုကလက်ရှိဝယ်ယူသူတွေကိုဆက်လက်ထိန်းသိမ်းတာပါ။ဒါပေမဲ့တတိယနီလန်းဖြစ်တဲ့ဝယ်ယူသူတဦးစီကနေဝင်ငွေပိုရအောင်လှုပ်ဆောင်တာဟာအရေးပါဆုံးမောင်းနှင်အားဖြစ်ပါတယ်။ဈေးနှုန်းကိုကောင်းကောင်းချိန်ညှိနိုင်ရင်လုပ်ငန်းကြီးထွားမှုကိုအကြီးအကျယ်မြင့်တင်နိုင်တယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။မှန်ကန်တဲ့ဈေးနှုန်းကိုနားလည်ဖို့ဈေးနှုန်းတာမိုမီတာဆိုတဲ့သဘောတရားတစ်ခုရှိပါတယ်။ဒီတာမိုမီတာကကုန်ပစ္စည်းရဲ့ကုန်ကျစရိတ်ထပ်မှတ်လိုက်တဲ့ဈေးနှုန်းနဲ့ဝယ်ယူသူတွေခံစားရတဲ့တန်ဖိုးဆိုတဲ့အချက်၃ချက်ကိုချိတ်ဆက်ပေးပါတယ်။ဒီချက်၃ချက်ကဘယ်လိုအပြန်အလှန်တွက်ရောက်သည့်လုပ်ငန်းတိုးတက်မှုကိုဘယ်လိုလွှမ်းမိုးတယ်ဆိုတာဆက်ကြည့်ကြရအောင်။ကုန်ကျစရိတ်နဲ့ဈေးနှုန်းကြကကွာခြားချက်ကလုပ်ငန်းရဲ့အမြတ်ဖြစ်ပါတယ်။ဒီအမြတ်များလေရောင်းချသူတွေအတွက်ကုန်ပစ္စည်းကိုရောင်းချဖို့စိတ်အားထက်သန်မှုလည်းများလာပါတယ်။ဈေးနှုန်းနဲ့ကုန်ပစ္စည်းတန်ဖိုးကြားကကွာခြားချက်ကတော့ဝယ်ယူသူတွေအတွက်ကုန်ပစ္စည်းကိုဝယ်ယူဖို့စိတ်အားထက်သန်မှုကိုဖန်တီးပေးပါတယ်။ဒီအချက်တွေကိုဘလို့ချိန်ညှိပြီးမှန်ကန်တဲ့ဈေးနှုန်းကိုရှာဖွေနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါ။ဈေးနှုန်းကိုတတ်မှတ်ဖို့နီးလန်း2မျိုးရှိပါတယ်။တစ်ခုကကုန်ကျစရိတ်အပေါ်မူတည်ပြီးဈေးနှုန်းတွက်တာကိုကုန်ကျစရိတ်ပေါင်ဈေးနှုန်းလို့ခေါ်ပါတယ်။နောက်တစ်နည်းကတော့ကုန်ပစ္စည်းရဲ့တန်ဖိုးအပေါ်မူတည်ပြီးဈေးနှုန်းတွက်တာကိုတန်ဖိုးအခြေခံဈေးနှုန်းလို့ခေါ်ပါတယ်။လုပ်ငန်းစတင်သူတွေအနေနဲ့တန်ဖိုးအခြေခံဈေးနှုန်းသတ်မှတ်တာကပိုပြီးအကျိုးရှိစေနိုင်တယ်လို့ကျွမ်းကျင်သူတွေကအကြံပြုကြပါတယ်။လုပ်ငန်းစတင်သူတွေဟာသူတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးညံနေနေတတ်မှတ်လိရှိတဲ့အမှားမျိုးလုပ်တတ်ပါတယ်။ဒါအပြင်ကုန်ကျစရိတ်ကိုမှန်းချေလွဲတာကုန်ပစ္စည်းရဲ့တန်ဖိုးကိုကောင်းကောင်းနားမလည်တာဒါမှမဟုတ်မှားယွင်းတဲ့ဝယ်ယူသူတွေကိုပြစ်မှတ်ထားတာစတဲ့အမှားတွေလည်းရှိတတ်ပါတယ်။ဒီလိုအမှားတွေကိုပြုပြင်နိုင်ဖို့နားလည်ထားတဲ့အချက်တွေရှိပါတယ်။လုပ်ငန်းစတင်သူတွေဟာဈေးကွက်ရဲ့ကနဦးအသုံးပြုသူတွေကိုအဓိကထားပြီးဖြစ်မှတ်ထားတဲ့ဒီလိုကနဦးအသုံးပြုသူတွေဟာဈေးနှုန်းကိုအဓိကထားမကြည့်ပဲကုန်ပစ္စည်းကပေးတဲ့အကျိုးကျေးဇူးတွေကိုပိုတန်ဖိုးထားသူတွေဖြစ်ပါတယ်။တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတစ်ခုအထွတ်ဈေးနှုန်းကိုနှိမ်လွှမ်းစွာသတ်မှတ်လိုက်ရင်ကုန်ပစ္စည်းရဲ့ဂုဏ်သတင်းကိုပါထိခိုက်စေနိုင်ပြီးဝယ်ယူသူတွေကြားမှာတန်တရားတွေဖြစ်လာစေနိုင်ပါတယ်။ဈေးနှုန်းကိုအကန့်ဆုံးဖျားကိုပြုလုပ်ဖို့ဆိုတာရှုပ်ထွေးတဲ့ကိစ္စမဟုတ်ပါဘူး။ရိုးရှင်းတဲ့ဇယားတစ်ခုနဲ့စမ်းသပ်ကြည့်လို့ရပါတယ်။ဈေးနှုန်းမျိုးမျိုးကိုစမ်းသပ်ပြီးဝယ်ယူသူအရေးတော်တာပြောင်းလဲနှုန်းနဲ့ဝင်ငွေစတာတွေကိုတွက်ချက်ရုံပါပဲ။ဒီနီလန်ကအသင်းလုပ်ငန်းအတွက်အတင်တော်ဆုံးဈေးနှုန်းကိုရှာဖွေရမှာအထောက်အကူပေးနေပါတယ်။နှစ်စဉ်ဒေါ်လာ100ကနေဒေါ်လာ1000အထိဈေးနှုန်းရှိတဲ့ကုန်ပစ္စည်းတွေဟာအလဲအလတ်လုပ်ငန်းငယ်တွေအတွက်အန်ဒီယေဆုံးတစ်ခုဖြစ်နိုင်ပါတယ်။ဒီဈေးကွက်မှာရှိတဲ့လုပ်ငန်းတွေဟာတာမန်စားသုံးသူတွေလိုမျိုးငွေကိုသုံးလေးရှိပေမဲ့လုပ်ငန်းကြီးတွေလိုမျိုးရောင်းချမှုအဆင့်အတန်းလိုချင်တတ်ပါတယ်။ဒါကြောင့်ဈေးနှုန်းနဲ့ရောင်းချမှုလုပ်ငန်းစဉ်ရဲ့ရှုပ်ထွေးမှုကလုပ်ငန်းကြီးထွားမှုကိုထိခိုက်စေနိုင်ပါတယ်။ဒေါ်လာ2000အောက်ဈေးရှိတဲ့ကုန်ပစ္စည်းတွေဆိုရင်ဝယ်ယူသူကိုယ်တိုင်ဝယ်ယူနိုင်တဲ့စနစ်ရှိရပါမယ်။ဒေါ်လာ2000ကနေဒေါ်လာ1000ကြားဆိုရင်တော့အရေးချင်းပြည့်မီတဲ့ဥဆောင်သူတွေကိုရှာဖွေပြီးအတွင်းလူတွေကနေရောင်းချနိုင်ပါတယ်။ဒေါ်လာ2500ကျော်တဲ့လုပ်ငန်းကြီးတွေအတွက်ကတော့ထုတ်ကုန်ကိုမြင့်တင်ဖို့ကုန်အမတ်ဒီဇိုင်းတီးဆောက်တာယုံကြည်မှုရအောင်လှုပ်ဆောင်တာနဲ့အယောင်းမန်နေဂျာတွေထားပြီးရောင်းအားမြင့်တင်တာမျိုးလှုပ်ဆောင်တင်ပါတယ်။ဈေးနှုန်းနည်းနည်းလေးပဲရတဲ့ကုန်ပစ္စည်းတစ်ခုအတွက်ဝယ်ယူသူတကူကိုရဖို့လားပေါင်းများစွာကြာနေတာမျိုးကိုအမိုက်ပုံးဆုံးလို့ခေါ်ဆိုနိုင်ပါတယ်။ဒီလိုအခြေအနေမှာလုပ်ငန်းရဖို့ကုန်ကျစရိတ်ကအရမ်းမြင့်မာပြီးရေရှည်အတွက်တည်မြဲဖို့မလွယ်ကူပါဘူးဒီလိုအခြေအနေကနေရုံထွက်နိုင်ဖို့ဈေးနှုန်းကိုမြင့်တင်တာဒါမှမဟုတ်ဝယ်ယူသူရရှိရေးနီးပြူရာကုန်ကျစရိတ်တွေကိုလျှော့ချတာမျိုးလှုံ့ဆော်တင်ပါတယ်။ဈေးနှုန်းကိုစတင်တက်မှတ်တဲ့အခါတင်ကုန်ပစ္စည်းရဲ့တန်ဖိုးဟာဈေးနှုန်းရဲ့ဆဲစားဖြစ်နေတင်ပါတယ်။ဥပမာအဖြစ်ဒေါ်လာဈေးကျတဲ့ကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာဒေါ်လာ100ဖြစ်တင်ပါတယ်။ထို့နောက်ဈေးနှုန်းကို900%စီတိုးမြင့်သွားပြီးဝယ်ယူသူ20%ဆုံးရှုံးသည့်အထိလှုပ်ဆောင်တင်တယ်လို့အကြံပြုထားပါတယ်။ဒီစီးမြင့်တွေကတင်လုပ်ငန်းအတွက်ဈေးနှုန်းကိုမှန်ကန်စွာချိန်ညီထုကူညီပေးပါလိမ့်မယ်။ဈေးနှုန်းသတ်မှတ်ခြင်းဟာလုပ်ငန်းတိုးတက်မှုအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ကုန်ကျစရိတ်
ဈေးနှုန်းနဲ့တန်ဖိုးတွေကိုနားလည်ပြီးကနဦးအသုံးပြုသူတွေကိုပြစ်မှတ်ထားကဈေးနှုန်းကိုစနစ်တကျချိန်ညှိဖို့လိုအပ်ပါတယ်။ဒီအခြေခံမူတွေကိုလိုက်နာမယ်ဆိုရင်လုပ်ငန်းတွေဟာကြီးမားတဲ့အောင်မြင်မှုကိုရရှိနိုင်ပါတယ်။လုပ်ငန်းစီမံခန့်ခွဲမှုရဲ့နောက်ွယ်ကဒီလိုနှက်ဆိုင်တဲ့နားလည်မှုတွေကတင့်ကိုအခြားလုပ်ငန်းရှင်တွေနဲ့ကွဲပြားစေမှာဖြစ်ပါတယ်။